ကိုယ်စင်မပြေတိုင်းအလကားနေတဲ့လောကကြီးကိုဆွဆွဲထဲ့မနေနဲ့လောကကြီးကမင်းကိုဘာဖြစ်ရမယ်ညာဖြစ်ရမယ်ဆိုတာဝန်ယူပြီးခေါ်လာတာမဟုတ်ဘူးဒါကြောင့်မင်းသမိုင်းမင်းကိုယ်တိုင်ရေးရမယ်မင်းဘဝကိုမင်းကိုယ်တိုင်ပုံဖော်ထုစေရမယ်ဒီအတွက်ဘယ်သူမှတာဝန်ရှိမနေဘူးမင်းဘဝအတွက်မင်းမှာပဲတာဝန်ရှိတယ်မျက်ရည်ကျတဲ့အချိန်မှာဆုံးဖြတ်ချက်မချနဲ့အခက်အခဲတစ်ခုကိုအမြဲတမ်းတွေးတောပူပန်မနေနဲ့အမားလုံးမိမအောင်မကြောက်နဲ့ဘာမှမလုပ်ဖြစ်မှာကိုသာကြောက်အစိုးမြင်စိတ်တွေကလူတိုင်းမှာရှိတတ်တဲ့အရာဖြစ်တယ်ဒါပေမဲ့အစိုးတွေကိုကြည့်အမြဲမြင်မနေနဲ့ကိုယ်ကိုမခင်တွယ်လို့စွန့်ခွာသွားသူတွေကိုလွမ်းဆွတ်တန်းတာမနေနဲ့ကိုမတီနားမလဲတဲ့အရာတစ်ခုကိုမေးမြန်းစူးစမ်းဖို့ဘယ်တော့မှမရှက်နဲ့ကိုတိထားတဲ့အရာကိုပြန်ပြီးမျှဝေပေးဖို့လည်းမမေ့နဲ့စိတ်ညစ်ခြင်းပျော်ရွှင်ခြင်းဆိုတာတွေအားလုံးကိုယ်တိုင်ပဲဖန်တီးနေတဲ့ဆိုတာကိုဘယ်တော့မှမမေ့လိုက်နဲ့ပေးပြီးသားဂရီကိုတီအောင်ကြိုးစားဂရီလွယ်လွယ်ဖြတ်တတ်တဲ့သူကိုဘယ်သူမှအထင်မကြီးသလိုလေးလည်းမလေးသားကြဘူးကိစ္စတစ်ခုကိုလုပ်တဲ့အခါရေဆုံးရေပြားလုပ်တတ်တဲ့ဇွဲမျိုးနဲ့လုပ်ဘယ်သူဟာမှားတယ်ပြောမှန်တယ်ပြောကိုယ့်ရဲ့ဦးတည်ချက်ကိုပြောင်းလဲမပြစ်နဲ့ကိုနားမလဲတဲ့စကားဝိုင်းတွေမှာဘယ်တော့မှဝင်မပြောနဲ့ဘာမှမလုပ်ရသေးခင်ကြိုပြီးတွေးတော့ပူပန်နေတာမျိုးတွေဘယ်တော့မှမလုပ်နဲ့အမားတစ်ခုလုံးပြီးတဲ့အခါနောင်တတွေနဲ့ပဲအချိန်ကုန်မနေနဲ့အမှန်ကိုပြန်ပြင်နိုင်ဖို့သာကြိုးစားဒုက္ခတစ်ခုနဲ့ကြုံရတဲ့အခါတိုင်းငါကြာမှကန်ဆိုးလိုက်တာလို့ဘယ်တော့မှမတွေးနဲ့လူတိုင်းသူ့အခက်ခဲနဲ့သူရုန်းကန်နေကြရတယ်ဆိုတာကိုအမြဲတမ်းသတိရကိုလက်အင်္ဂါချိုးတဲနေပါစေစိတ်ခွန်အားနဲ့မျောလင်းချက်တွေတော့မချိုးတဲသေးနဲ့လမ်းလျှောက်တက်ဆကလေးငယ်တယောက်ရဲ့ဇွဲမျိုးရှိပါသေးလဲကြလိုက်ပြန်ထားလိုက်နဲ့ကြိုးစားတာမျိုးပေါ့ကိုပိုင်လင်းရောင်နဲ့တောက်ပနေတဲ့ပိုးဆုံးကျူးတစ်ကောင်ကိုမွေရဖမ်းဖို့ကြိုးစားတယ်ပိုးဆုံးကျူးကပြန်တန်းတာကိုရက်လိုက်ပြီးမွေကိုမေးတယ်မင်းကိုမေးခွန်း၃ခုမေးလို့ရလားမွေရမေးပါလို့ပြန်ပြောတယ်ငါမင်းရဲ့စားတော့စကွင်းမှာပါလာလို့ပိုးဆုံးကျူးကမေးတဲ့အခါမပါဘူးလို့မွေရပြန်ဖြေတယ်ပိုးဆုံးကျူးကဒုတိယမေးခွန်းကိုမေးတယ်ငါမင်းကိုတခုခုလုပ်ခဲ့မိလို့လားဟင်မလုပ်ခဲ့ပါဘူးလို့မွေရပြန်ဖြေတယ်ပိုးဆုံးကျူးကတတိယမေးခွန်းကိုမေးတယ်ဒါဆိုမင်းငါ့ကိုဘာလို့ဖမ်းဖို့ကြိုးစားရတာလဲဒီလိုမေးလိုက်တဲ့အခါမှာတော့မင်းတရားထွက်တဲ့လင်းအောင်တောက်ပနေတာကိုငါကြည့်မရလို့မွေရပြန်ဖြေလိုက်ပါတော့တယ်ဒီလိုပါပဲလူတချို့ကသူတို့အပေါ်မှာတင်ပါမှအမားလုံးမထားဘူးတင်တဲ့သူတို့လည်းဘာမှပတ်သက်မနေဘူးဒါပေမဲ့တင်ဘောကတောက်ပနေတာကိုမြင်ရတဲ့အခါဖြစ်လာတဲ့အသက်လုံးမနာလို့စိတ်တွေနဲ့ပုံမြင်နေရမွေလို့တိတ်တိတ်ဆိတ်ဆိတ်နဲ့တင့်ကိုဖျက်ဆီးဖို့အသင့်ပြင်းနေတတ်ကြပါတယ်ဒါကြောင့်လောကမှာကြောက်စရာအကောင်းဆုံးလူဆိုတာတင်းအဆင်ပြေအောင်မြင်နေတာကိုတွေ့တဲ့အခါဘေးကနေအသက်လုံးမနာလို့စိတ်ဝင်နေတဲ့သူတွေဆိုတာပါပဲ